ဒီရပိုင်းကပင်မနေရရဲ့နောက်အပြင်သားတွေစားတာများတာတွေကြောင့်ထင်တယ်ကျွန်တော်မနက်ပိုင်း fasting ဟိုစီဂျိုတိုင်းတဲ့ result တွေကများတယ်ပေါ့နော်140ပတ်ချတယ်လောက်မှရှိတယ်ပုံမှန်ဆိုရင်ကျွန်တော်ရဲ့ fasting က130 115အဲ့ဒီပတ်ဝန်းကျင်မှာပဲရှိရလေအဲ့ဒါနဲ့ဒီနေ့ကျတော့ကဲဟိုအပြင်သားတွေမစားတော့ဘူးနောက်ဟိုတခြားပေါ့နော်တခြားဆိုင်ရဲ့ဟာတွေမစားတော့ဘဲနဲ့အစာပြေတောင်မှကျွန်တော်မစားတော့ဘဲနဲ့ဒီကိုမဟင်ကနဲ့ကိုပဲစားမယ်ဆိုပြီးတော့ကျွန်တော်စမ်းလိုက်တာပေါ့နော်ဆိုတော့စမ်းတော့မုတ်ဖက်က20သားနောက်ငဖေးက5ခုနောက်ပဲပြုတ်က600ခုပြီးရင်အိုဘဲဥတစ်လုံးဘူတီကျော်2ခုပဲကျော်2ခုအဲ့ဒါနဲ့ကျွန်တော်စားကြည့်မယ်စားပြီးလို့ချင်းမနေ့ကြလို့ချင်းကျွန်တော်စီဂျို result တိုင်းကြည့်မယ်နော်အဲ့တော့ဟင်းရကြတော့ခဏနဲ့ပဲထည့်ထားတော့ကျွန်တော်ထင်တယ်ပေါ်မှာဆိုတော့အရင်ဆုံးဘာမှမစားခြင်းအပြားကြီးရင်လောင်းထားပြင်ရပြီးမှဒါမျိုးလေစားကြပါအောင်အော်မေးလို့ကျွန်တော်တောင်းနေကြစေညနေစီမတော့ရတယ်ကျွန်တော်ဆရာအောင်ကညွှန်ကြားထားတာဘယ်လိုလဲဆိုတော့စီးကြိုကြခြင်းအစာမစားခင်15မိနစ်ကြိုပြီးတော့တောက်တယ်ဆေးကိုလေအဲ့လိုမျိုးညွှန်ကြားထားတယ်ပြီးတော့မှအစာစားပေါ့နော်ဒီမှာကြည့်လိုက်မုတ်ဖက်ကြီးရတယ်လို့ဖြစ်နေတာနော်ကျွန်တော်တို့ယူတဲ့ဟိုဆိုင်တစ်ဆိုင်ရလေအဲ့လိုမျိုးသူကရေကိုင်းတာနဲတာနဲ့တူတယ်ရေကိုင်းတာနဲတော့မုတ်ဖက်တွေကိုဒီလိုမျိုးဖြစ်တယ်တကယ်ကျွန်တော်တို့ကဟိုအနောက်မှာလေပေါင်းအိုးနဲ့လေပေါင်းနဲ့ပေါင်းသေးတယ်ဒီမုတ်ဖက်တွေကိုပေါင်းသေးတယ်ပေါင်းတော့မှဟိုကဖြစ်တော့မှသူကဆွဲခွာလို့ရတာဒါပေမဲ့သူကရရင်ထုံးနေတဲ့ခါကျတော့တခါလေကြားလို့ရှိရင်လည်းအဲ့ဟာကြီးကိုဆွဲခွာလို့ကိုမရတာအခုလိုမျိုးဒါဟင်းရည်တဲ့စိန်ထားတော့မှအတုံးလိုက်ကြီးဖြစ်တယ်အဲ့လိုမျိုးကြီးဖြစ်တယ်ဆိုတော့သူ့အနေနဲ့သူပဲဖြစ်ကြပါဘောနော်ဒါနိုင်မအခဲလိုက်ကြီးဖြစ်နေအဲကြောင့်မလို့ဟိုဆိုင်တစ်ဆိုင်ကနေပြီးတော့တခြားဆိုင်တစ်ဆိုင်ကနေဝယ်တယ်အဲ့တခြားဆိုင်တစ်ဆိုင်ကလည်းကောင်းတယ်အဲ့တခြားဆိုင်တစ်ဆိုင်ကတော့ဒီလိုမျိုးခဲနေရတယ်ဘာလို့မရှိဘူးပေါ့နော်အဲ့ဆိုင်ကတော့ကောင်းတယ်နောက်ပြီးတော့တချို့တွေကကြတော့ဟိုစိုးရင်ရတယ်လေမော်ဟင်းကားဘက်ထဲမှာဖော်မလင်ပါမယ်ဘာညာကူကကျွန်တော်ရဲ့သိထားတဲ့အသည့်အရာဆိုလို့ရှိရင်လေမုတ်ဖက်ထဲမှာဖော်မလင်ပါရင်လေအဲ့ဒီမုတ်ဖက်ကထားပါတော့2ရက်3ရက်ထားတော့မှအနံလည်းမထွက်ဘူးချင်းလည်းမချင်းဘူးလေဒီတိုင်းပဲဘာနမ်းမှလည်းမပွားဘူးတဲ့လားဒါပေမဲ့ကျွန်တော်တို့ယူတဲ့မုတ်ဖက်တရားလေဒီနေ့တရက်ထားပြီးရနော်နောက်နေ့ဆိုလို့ရှိရင်အနံလည်းထွက်တယ်ချင်းလည်းချင်းတယ်သိလားဆိုလိုတဲ့သဘောကကျွန်တော်ယူတဲ့နှစ်ဆိုင်စလုံးက formula မပါဘူးပြီးလို့ရှိရင်သူတို့ကနေတိုင်းရောင်းလို့ကုန်တဲ့လောက်နေနေရှိတယ်ကျွန်တော်ကြည့်နေတာနေကမိုင်းလောက်ဆိုနေလို့ရှိရင်ဘာမှမရတော့ဟုတ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဟိုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရောင်းတဲ့အစားအစာတွေကိုစားတယ်နောက်ပြီးတော့တတ်နိုင်တဲ့လောက်လည်းကျွန်တော်ရဲ့တီးတဲ့အသည့်အရာလည်းကျွန်တော်တတ်နိုင်တဲ့လောက်လိုက်ပြီးတော့စုံစမ်းတာပေါ့နော်စုံစမ်းပြီးတော့စမ်းလေးစမ်းတယ်စားလေးစားကြည့်တယ်ကိုယ်တိုင်စားနေတဲ့ဟာကြီးကိုယ်တိုင်လည်းယောဂဖြစ်ခံပြီးကျွန်တော်မစားဘူးလေအဲ့လိုဆိုတော့ဟိုတချို့တွေစိတ်ပူတယ်လို့မျိုးတော့ကျွန်တော်ထင်တာတော့မဖြစ်နိုင်ဘူးထင်တာပဲပေါ့နော်ဟို lab result တော့ထုတ်မကြည့်ဘူးလို့မသိဘူးဟုတ်နော်တော်တယ်မုတ်ဘတ်20သားဆိုတာတော်တော်များတယ်
တော်တော်များဒါမဲ့စီးကျိုရှိတဲ့လူတွေကျွန်တော်လိုမျိုးတော့လိုက်မစားနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကကြတော့ဟိုစေးတဲ့ပုံမှန်တောက်တယ်နောက်ရှောင်းနေလည်းပြတယ်နောက်ကျွန်တော်ကဒီမှာအလုပ်လုပ်နေတဲ့ခါကျတော့တောက်လျှောက်ကလမ်းလျှောက်နေရတာလေလမ်းလျှောက်ရတာတော်တော်ပင်ပန်းနေကျွန်တော်ကမနက်4 နာရီဆိုထားတယ်ထားပြီးလို့ရှိရင်တောက်လျှောက်လုပ်တယ်လုပ်ပြီးတော့ရှင်ကျွန်တော်တို့17ခွဲဆိုရင်ဆိုင်ပိတ်တယ်ဆိုင်ပိတ်ပြီးတာနဲ့ကျွန်တော်ထမင်းစားတယ်ထမင်းစားပြီးတာနဲ့ကျွန်တော်လမ်းလျှောက်တယ်လမ်းလျှောက်ပြီးသွားလို့ရှိရင်12 နာရီလောက်ကြာလို့ရှိရင်ကျွန်တော်ခဏနားလိုက်တယ်ခဏပြန်အိတ်တယ်အိတ်ပြီးလို့ရှိရင်ပြန်ထားတယ်ပြန်ထားပြီးတော့လှုပ်ရှားရှာလုပ်တယ်ည9 နာရီထိုးလို့ရှိရင်ဆိုင်ပိတ်တယ်ပိတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့သိညာရှိရသိမှညာနည်းနည်းပွားလုပ်ပြီးသွားရှင်ကျွန်တော်လမ်းလျှောက်တယ်ဒီကားကြီးကုန်းကိုပိုက်ပြီးတော့လမ်းလျှောက်တယ်နော်ဆိုတော့စီးကျိုရှိတဲ့လူတွေအစားကိုကျွန်တော်သိတဲ့အသည့်အရာဆိုလို့ရှိရင်စီးကျိုရှိတဲ့လူတွေအချုံမှုန့်လုံးဝဖြတ်အချုံမှုန့်ကြက်သားမှုန့်ငါးမှုန့်ဟင်းရွက်မှုန့်လုံးဝဖြတ်စီးကျိုကို control ရခြင်းနဲ့ဆိုရင်လေအဲ့ဒါကိုမဖြတ်နိုင်ဘူးဆိုလို့ရှိရင်ကြိုက်တဲ့လောက်ဆေးတော့နောက်ဆုံးဆေးတွေပဲဂိတ်ဆုံးသွားပြီးတော့ကြောက်ကပြတ်တာပဲဖတ်တင်နေမယ်နော်ကျွန်တော်သိတဲ့အသည့်အရာကျွန်တော်မနှစ်ကတော့တစ်နှစ်လုံးဟိုစီးကျိုသွေးကျိုတိုင်းထားတဲ့ result တွေအရာဆိုရင်စီးကျိုဆေးတွေကဒီစံညုံပဲပြောင်းဆိုတဲ့ကစီဓာတ်ပေါ့နော်ကစီဓာတ်ကိုတော့ control ရတယ်အများကြီးတော့မစားနဲ့ဒီလောက်ကြီးတော့မစားနဲ့ဒါကကျွန်တော်ကတအားအများကြီးကိုစားပြီးတော့ကျွန်တော်ဆန့်ပြတာအဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်တက်မလဲပေါ့နော်အဲ့လောက်ကြီးမစားနဲ့ပုံမှန်လောက်ပဲစားအဲ့ဒါโอเคနော်ဆေးလေးရအောင်မနေ့ညနေတော့ညနေစာကိုကျွန်တော်ကမုတ်ဖက်20သားရယ်နောက်5ချစ်5ခုရယ်နောက်ပဲပြုတ်600ဘိုးရယ်နောက်ဘူးသီးကြော်2ခုရယ်ပဲကြော်2ခုရယ်စားပြီးတော့နည်းနည်းလမ်းလျှောက်တယ်ပြီးတော့ဆိုင်မှာလာတဲ့ဧည့်သည်တွေရှိလို့ကျွန်တော်ကစပွဲထိုးလုပ်တယ်နောက်ပြီးတော့ညနေကြတော့ညဘက်ကြတော့တစ်ခါပတ်ပြီးတော့ဒီကာကြီးကွင်းဘက်ကိုလမ်းလျှောက်တယ်လမ်းလျှောက်ပြီးတော့ဒီမနက်စီးကျိုတိုင်းကြည့်လိုက်တဲ့အခါမှာ130ခွန်ပဲရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့တွေ့ရင်အချိုတဲ့ကမုံဟင်က20သားစားပြီးသွားတာတော့မှတော်တော်လေးကောင်းပါတယ်ပုံမှန်တောက်တဲ့ဆေးတော့တောက်ရတာပေါ့နော်ညနေစာပုံမှန်တောက်တဲ့ဆေးတောက်ဒါပေမဲ့ဟိုရပိုင်းနေတော့ကျွန်တော်ကအပြင်စာကိုနည်းနည်းပဲစားပြစ်တာအများကြီးတော့မဟုတ်ဘူးအဲ့ဒါကိုဆိုလို့ရှိရင်တော့မှမနက်ပိုင်း fasting ကိုတိုင်းတဲ့အခါကျလို့ရှိရင်ဒီမှာပုံမှာပြထားတဲ့အတိုင်း9 ရက်နေ့တော့ဆိုလို့ရှိရင်136ရှိတယ်10 ရက်နေ့မှာ146ရှိတယ်အဲ့လိုမျိုးရှိပါတယ်အဲ့တော့ဂျီနူရင်ရဲ့မုံဟင်္ဂါကိုစားရင်ကျွန်တော်အတွက်ကတော့စီဂျူတော်တော်လေးမတက်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ